မင်္ဂလာပါဗျခုနှစ်သားသမီးမိတ်ဆွေပေါင်းကျမ်းမာချမ်းသာဘေးပြာဝေးကွာကြပါစေကြောင်းစီဥစွာမင်္ဂလာနှုတ်ခွန်းဆက်တာလိုက်ရပါတယ်ခင်ဗျာကျွန်တော်မိတ်ဆွေခုနှစ်သားသမီးများအတွက်အကျိုးရှိရာရှိကြောင်းဂမ်ဘီယာလက်ဆောင်ရေရာလေးတွေကျွန်တော်ကြိုးစားတင်ဆက်ပေးနေပါတယ်ဒီနေ့ပြောပြပေးမဲ့ဂမ်ဘီယာလက်ဆောင်ရေရာလေးကတော့ကိုချစ်သူကကိုချစ်ရတဲ့သူကပေါ့မိမိကိုပြန်ချစ်အောင်ပြုလုပ်ရမယ်ဂမ်ဘီယာလက်ဆောင်ရေရာလေးပဲဖြစ်ပါတယ်ခင်ဗျာလုံးဝမဲ့ရေရာလေးကတော့ခက်ခက်ခဲခဲမဟုတ်ပါဘူးဗျကိုချစ်ရတဲ့သူကိုယ့်ကိုပြန်ချစ်ဖို့အတွက်လှုံ့ဆော်အောင်မဲ့ရေရာလေးကတော့အတီးတစ်လုံးဘာတည်တည်ပဲဖြစ်ဖြစ်တည်တည်တစ်လုံးပေါ်မှာပေါ့ဗျာကိုချစ်တဲ့သူရဲ့နာမည်ကိုရေးကိုဘသူမဘသူစသဖြင့်ပေါ့အဲ့လိုရေးပြီးပြီဆိုရင်တော့အဲ့ဒီတည်တည်လေးကိုကျိုးလေးနဲ့ဆွဲပြီးတော့ဗျိုင်းရုပ်ပဲအစင်ပြေတဲ့နေရာလေးမှာတွဲလောင်းလေးဆွဲထားအောင်ဖြစ်ပါတယ်ဗျအစင်ပြေရာတည်တည်တစ်လုံးမှာကိုချစ်ရတဲ့ချစ်သူရဲ့နာမည်ကိုရေးပြီးရင်ကျိုးလေးတစ်ချောင်းနဲ့ဗျိုင်းရုပ်မှာအစင်ပြေတဲ့နေရာလေးကနေတွဲလောင်းဆွဲထားပြီးဆူတောင်းမှာဖြစ်ပါတယ်ဗျအဲ့ဒါပြီးပြီဆိုတော့မှနောက်တစ်ခုကဗျိုင်းအစ်စ်ကိုလည်းအစာကျွေးနဲ့ဆူတောင်းအောင်ပါတယ်ဗျအဲ့ဒီရေတရားလေးလှုပ်လိုက်ခြင်းအားဖြင့်ကျွန်တော်မိတ်ဆွေခုနှစ်သားသမီးပေါင်းကိုချစ်တဲ့သူကကိုယ့်ကိုပြန်ချစ်လာနိုင်ကြပါစေကျမ်းမာချမ်းသာဘေးပြာဝေးကွာလို့လဲလိုရင်ဆန္ဒမှန်သမျှပြေဝတော့မူနိုင်ကြပါစေခင်ဗျာ